တာလီစောပါဘိုလ်ချုပ်ထွန်းမြတ်နိုင်ဒီကနေ့ဘိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့48နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်မွေးနေ့ဆူတောင်းကိုကျွန်တော်ရဲ့ social စာမျက်နှာတွေမှာဆူတောင်းစကားတွေပေးပို့ခဲ့တယ်လို့တကယ်ဖြစ်စီခြင်းနဲ့စိတ်ဆန္ဒအာတိတနဲ့အာခအိမ်မက်အာခလန်းစင်အာခရဲ့မျောလင့်ချက်တွေကိုဒီဇိုင်းမက်အာတုံခွန်ဆိုင်ဦးဆွေးဆံမြေစူးစမ်းနေတဲ့ဘိုလ်ချုပ်ထွန်းမြတ်နိုင်ကိုလေးစားအတိမတ်ပြုဂုဏ်ပြုကြောင်းဘိုလ်ချုပ်ထွန်းမြတ်နိုင်မွေးနေ့မှာကျွန်တော်လူမြတ်ကျော်ကပြောကြားပြရစီထို့အတူပဲအာခအိမ်မက်တွေကိုဒီဇိုင်းမက်အကောင့်ထဲပေါ်ပေးနိုင်တယ်လို့ကျွန်တော်နိုင်ငံရဲ့ပြည်သူတရလုံးရဲ့အိမ်မက်မျောလင့်ချက်ဖြစ်တဲ့အာတိတဆန္ဒဖြစ်တဲ့ဖက်စစ်အာဏာရှင်စနစ်အပိတိုင်ချုပ်ငင်းရေးခြေမုံနိုင်ရေးအတွက်လဲဘိုလ်ချုပ်ထွန်းမြတ်နိုင်ကတိုင်းပြည်နဲ့လူလူတရလုံးကိုခေါင်းဆောင်ပြီးတော့ခေါင်းဆောင်တယောက်အဖြစ်နဲ့ဥဆောင်ဆင်နွှဲပေးပါလို့48မြောက်ဘိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့မှာပြောချင်ပါတယ်အာရခတ်တော်အေးရဲ့တိုက်ဆွမ်းရည်တိတ်မကြခင်ပဲကပ္ပစ16နာကိုရောက်လာတော့မယ်နော်ရောက်လဲရောက်နေပါပြီကပ္ပစ16တဲမှာဘာတွေဖြစ်နေလဲရမ်းချက်ဆက်ယုံဒီနေရာ location နေနဲ့စက်ယုံထဲကအခြေအနေတွေကိုကျွန်တော်တို့မသိဘူးမထင်နဲ့နော်ရန်ကန်ဘမှာရှိတယ်အရာရှိလိုင်းကန်ဘမှာရှိလေဝိုင်းပတ်ပိတ်ဆိုပြီးတောင်ပေါ်ကထူလိုက်ရင်ပြာကျသွားလိမ့်မယ်ဗျအဲ့တော့အဲ့ဒီအလုပ်တွေကိုအရကတက်တော်အေးဘိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ဘူပေါင်းတက်တွေကဆောင်ရွက်လိုက်လိမ့်မယ်လို့ယုံကြည်မိပါတယ်ထို့တူပဲဘိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့ဆူတောင်းစကားကိုပြောပြီးမှဒီကနေ့မှာမနေ့ကသတင်းရဲ့အဆက်ဖြစ်တဲ့ဖွေးဖွေးနဲ့ပတ်သက်ပြီးတော့ဖွေးဖွေးကိုပြန်လွတ်လာပြီပြန်လွတ်လိုက်ပြီအလင်းရောင်ကိုဖမ်းထားတယ်ဆိုတဲ့သတင်းတွေထွက်တယ်အခုချိန်ကြီးတော့ဖွေးဖွေးဘက်ကဘာတရားဝင်မှထွက်ပြောတာတော့မရှိသေးဘူးဆိုတော့ဖွေးဖွေးနဲ့ဒီအလင်းရောင်အပါအဝင်ပေါ့ဗျာအမှုပညာရှင်တွေကိုပြစ်မှတ်ထားပြီးတော့ဖန်ဆီးချင်းချောက်မှုကိုလုပ်နေတာတိုက်တွန်းလှုပ်ဆော်နေတာစစ်တပ်ကိုရွှေနတော်သွင်းနေတာကတော့အဓိကကြုံမျိုးမင်းဖြစ်တာကိုကျွန်တော်တို့တွေ့ရပါတယ်ကြုံမျိုးမင်းဟာလူပညာရှင်တွေကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဲဆွယ်ပေးရမယ်မပေးရင်ဖမ်းဆီးအရေးယူသင့်တယ်လူမင်းတို့ပြည်တီဦးတို့အိမ်နာကျော်စင်တို့ကဘာလုပ်နေလဲအစရှိတာတွေကိုတောက်လျှောက်ပြောနေပါတယ်အနုပညာရှင်လောကကိုလည်းနှစ်ချမ်းခွဲပလိုက်ပါပြီစစ်တပ်ကိုထောက်ခံတဲ့အချမ်းကတစ်ချမ်းစစ်တပ်ကိုမထောက်ခံတဲ့အချမ်းကတစ်ချမ်းအဲ့တော့အနုပညာရှင်တွေထဲမှာမှနာမည်ကြီးမင်းသားမင်းသမိုင်းတွေဖြစ်တဲ့နေတိုးတို့အစရှိတဲ့စိုင်းခန်းလိုင်းတို့ဘာတို့ညာတို့ပေါ့ဗျာအလုံးကတော့ဟန်မပြက်စစ်တပ်ကိုကြိုက်လာကြည့်တော့မဟုတ်ပေမဲ့နီးရတာကြောက်တာကတကြောင်တော်လိုင်းအင်အားစုတွေကဒီအချိန်ထိစစ်မတိုက်နိုင်သေးရင်ရွေးကောက်ပွဲကိုမဖျက်နိုင်ရင်လို့တဲ့ရက်တီရေးဟာအခက်ခဲဖြစ်နိုင်တယ်ဆိုတဲ့စိတ်ကူးလူသားတယောက်ရဲ့အတ္တတွေကြောင့်လုံးလုံးလျားကြီးစစ်တပ်ကိုတွားရောက်ထောက်ခံတာတော့မဟုတ်ပေမဲ့စစ်တပ်အလိုတော်ကြစစ်တပ်ကအမိတ်ပေးပြီးခေါ်ရင်မတော်ပဲမနေလို့မရတဲ့အခြေအနေမျိုးတွေကိုရင်ဆိုင်နေရတာကိုတော့ကျွန်တော်တို့ခံစားမိပါတယ်ဒီနေရာမှာပြည်သူအိမ်နာကျော်စင်လူမင်းတို့ဆိုရင်လေကျော်မျိုးမင်းကတောက်လျှောက်ရွေးကောက်ပွဲကောက်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါဒဖြန့်ချီမဲပေးဖို့လုံဆော်ရေးတွေသူတို့ကဘာလို့မလုပ်တာလဲဆိုပြီးတော့ရုပ်မာအောက်တန်းကြကိုနုပညာရှင်တွေကိုဒုက္ခပေးနေတဲ့လူကတော့အဓိကကျော်မျိုးမင်းဖြစ်နေတာကိုတွေ့ရပါတယ်အဲ့တော့စစ်နိုင်မတိုက်နိုင်ရင်စုံမြုံမဲ့အခြေအနေရောက်ပြီလားဒီအချိုးဒီမိုးဒီလူတွေနဲ့ရှောင်းဒီကိုမျောလင်းလို့ရသေးလား
ဆိုတာမျိုးတွေကိုတော်လန်ပြည်သူတွေရောတော်လိုင်းအင်အားစုဘက်ကသူတွေရောအကျိတ်နဲ့ဒီအချိန်မှာညှင်းခုန်နေကြပါတယ်ဆိုတော့မနေ့ကမိုးကုတ်မြို့မှာပြည်သူလူထုတရက်လုံးကတမျိုးလုံးကဖက်စစ်တပ်ကိုလက်မခံကြောင်းတန်ဖိုးဒီဆန္ဒထုတ်ပေါ်တယ်တရုတ်ကိုလုံးဝလက်မခံဘူးဆိုတဲ့ကြောင်းဆန္ဒထုတ်ပေါ်တယ်ပြည်သူလူထုဆန္ဒကတော့စစ်တပ်အုပ်ချုပ်တာလုံးဝမကြိုက်တော်လိုင်းအင်အားစုတွေကိုလည်းအမြန်ဆုံးနိုင်စေခြင်းတယ်ရသလောက်လေကုတယ်ဒါပေမဲ့ဒီဘက်ကတော်လိုင်းအင်အားစုရဲ့ဥဆောင်တဲ့လူရဲ့ဆိုတဲ့အန်ယူချီအပါဝင်ဥဆောင်သူတွေကရွေးကောက်ပွဲကိုဖျက်ဆီးနိုင်တဲ့အခြေအနေဆောင်ရွက်မယ်ဆိုရင်ဒီအချိန်မှာစပြီးထိုးစစ်ခံစစ်တိုက်စစ်ခွာစစ်ခြီစစ်အစားရှိတာတွေကိုဆောင်ရွက်တဲ့အခြေအနေမျိုးပါလက်တလောအခြေအနေထိတော့တရားဝင်ထုတ်ပြန်စစ်စင်တာမျိုးတော့မတွေ့ရသေးပေမဲ့အောက်ခြေမြေပြင်မှာရခတ်တပ်တော်အေးနဲ့ပူပေါင်းတပ်တွေနဲ့တိုက်ပွဲဝင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေရှိနေတယ်ဆိုတာကိုတော့ကြားရတယ်မန္တလေး PDF နဲ့မိုးကုတ်ဗျူဟာအစရှိတဲ့တပ်တွေကလည်းမိုးကုတ်မြို့ကိုကာကွယ်ရေးနဲ့မိုးကုတ်မိုးမိတ်တဲ့ကြောပြန်လေခုခံနိုင်ရေးစူးစမ်းနေတယ်စီရေးဗျူဟာအခင်းချင်းကိုကြည့်မယ်ဆိုရင်တော့နောင်ချိုတီဘောနဲ့တကွတွင်းငယ်အစရှိတဲ့ဒေသတွေမိုးကုတ်နဲ့မိုးမိတ်ဟာဖက်စစ်တပ်ဟာတဖြည်းဖြည်းပတ်လဲဝိုင်းပိတ်ထားတဲ့အခြေအနေမျိုးကိုတော့မြင်ရတယ်ဒီအခြေအနေတွေကြောင့်ပဲဖက်စစ်တပ်ဟာဂုံစာပြနေတာနလန်ထလာဒီနလန်ထတာကိုရိုက်ချိုးဖို့နီးလန်းကတော်လန်ဝင်ရိုးနှစ်ရက်လေပတ်ဖို့လိုပါတယ်ဒီတော်လန်ဝင်ရိုးနှစ်ရက်လေပတ်ဖို့ကိစ္စရက်တွေလိုအပ်တယ်လို့အာနာဘဟုချက်ဖြစ်တဲ့ညီမကြီးအလဲပိုင်းဒေသကြီးရွှေဘိုလွင်ပြင်မိထ္ထီလာလွင်ပြင်တကြောနဲ့စကိုင်းမကွေးကိုတော်လိုင်းတပ်တွေကလက်ရှိထိန်းချုပ်ထားတာတက်ပုံမခိုင်မာတဲ့အုပ်ချုပ်ရေးတရားစီရင်ရေးကိစ္စတွေကိုမူဝါဒနဲ့အညီခိုင်ခိုင်မာဆောင်ရွက်ပြည်သူနဲ့တရားတဲ့နေပြည်သူကိုစီယုံလုံဆောင်ဒီလိုအခြေအနေမျိုးကိုလုံနိုင်ဖို့လက်ရှိအချိန်မှာတော့မလုံလောက်သေးတဲ့အခြေအနေမျိုးတွေ့ရပါတယ်ဆိုတော့တော်လန်ဝင်ရိုးနေရနဲ့လေပတ်ဖို့ပြောတဲ့အစအဦးဆုံးပြောသူကတော့ဆရာကြီးဦးသန်းစိုးနိုင်ဖြစ်ပါတယ်ကျွန်တော်ကပထမဝင်ရိုးအညာဟာစကိုင်းဟာမကွေးဟာတော်လန်ဝင်ရိုးတရက်ဖြစ်တယ်အာနာပူချက်ဖြစ်တယ်ဆိုတော့အယူအဆကိုတိုင်းပြည်ကိုကျွန်တော်တို့ထုတ်ဖို့ပြောပြခဲ့ပါတယ်ဒါနဲ့ထပ်စစ်ဆရာဦးသန်းစိုးနိုင်တို့ရဲ့စီးရေးနိုင်ငံရေးအတွေ့အကြုံရမျိုးဆက်သမိုင်းတွေ့ကြုံရှိတဲ့ပုံကိုယ်တွေရဲ့ထပ်မံဖြစ်ဆွက်တင်ပြတဲ့အတွေးခေါ်တရက်ကပုံမပြည့်စုံတာကိုတွေ့ရပါတယ်တိုင်းရင်းသားတော်လှန်ရေးတပ်တွေရဲ့တိုင်းရင်းသားတော်လှန်ရေးတပ်များတပ်ပေါင်းစုဗမာတပ်များတပ်ပေါင်းစုဒီတပ်ပေါင်းစုနဲ့စုဟာတော်လှန်ဝင်ရိုးနှစ်ချောင်းဖြစ်ပါတယ်ဒီတော်လှန်ဝင်ရိုးနှစ်ချောင်းနဲ့စီရေးနိုင်ငံရေးတရားစီရင်ရေးအုပ်ချုပ်ရေးအစရှိတာတွေကိုတေဝိပိယိတေတတ်စွာစနစ်ရစီမံဆောင်ရွက်ပြီးတကားလားတော်လန်ရေးကိုမောင်းနှင်နိုင်ရင်ဒီတော်လန်ဝင်ရိုးနဲ့ရဖြစ်လာဖို့အတွက်အားလုံးမျှော်လင့်နေကြတယ်ဆိုတာလေယုံကြည်ပါတယ်ဒါနဲ့ပတ်သက်ပြီးထပ်မံအကျေတဝင့်ကိုကျွန်တော်ဟိုဘက် Alage Review Channel မှာပြောမယ်ဒီကနေ့ကပ္ပစာစနစ်ကိုရှော့လိုက်တော့ငါးလုံးနဲ့ပြစ်တဲ့သတင်းလေးရှိဒါကိုဟိုဘက် Alage Review မှာပြောမယ်ဒီဘက်မှာပြောချင်တဲ့အဓိကအကြောင်းအရာကရွေးကောက်ပွဲစကားဆရဲ့စစ်တပ်ရဲ့နိုင်ငံရေးထိုးစစ်လက်ရှိပြည်သူလူထုရင်ဆိုင်နေရတဲ့အခြေအနေရုပ်ရှင်သရုပ်ဆောင်တွေအမှုပညာရှင်တွေအကုန်လုံးကိုစစ်တပ်တနက်ထောက်ပြီးချင်းချောက်ခါနှစ်ချမ်းခွဲပလိုက်ပြီဘုန်းကြီးကိုလည်းနှစ်ချမ်းခွဲတယ်ကျောင်းသားကိုလည်းနှစ်ချမ်းခွဲတယ်ပြည်သူလူထုထဲမှာလည်းနှစ်ချမ်းကွဲပါပြီနှစ်ချမ်းတော့မကတာ
တော်လိုင်းအင်အားစုကိုလည်းနှစ်ချမ်းကွဲဖို့ကြိုးစားနေပါတယ်အဲ့ဒီမှာမှ NUG ကိုမကြိုက်တဲ့လူ NUG lobby အုပ်စုကတစုလွတ်လပ်သောတော်လန်သူများလွတ်လပ်သောအတွေးခေါ်ရှိသူများစစ်နိုင်တိုက်ချင်သူများကတစု NUG lobby အုပ်စုကတော့အုံနေချင်းနဲ့ဝိုင်းဝန်းဆဲဆိုချိန်မောင်းဒါမျိုးတွေတစုပေါ့အဲ့တော့တော်လန်ပြည်သူတွေဟာဒီချိန်ထိရက်ခံခဲ့ကြတယ်တစ်ပတ်မှလည်းဖွေးဖွေးဖမ်းလိုက်ပြီပြန်လွတ်လိုက်ပြီရှင်းရှင်းပြောရရင်တော့ဒါတွေကပြည်သူလူထုကိုစိုက်ကိုပေါ့ဗျာဝါဒဖြန့်နေတာဖြစ်ပါတယ်တခြားရအာရီစီအာယုံမရောက်အောင်ဥပမာဆိုရင်မိုးကုတ်တန်ပုံးတီးမှုတည်င်းဟာတနိုင်ငံလုံးဟိုတောင်းတင်းဖြစ်သွားတဲ့အခါအခြားမျိုးရွာတွေပါတန်ပုံးတီးခဲ့ကြရင်စစ်တပ်ဟာလူထုကိုထိမ့်မရရင်ဒီစစ်ကိုနိုင်အောင်တိုက်လို့မရဘူးစစ်တပ်ကလူထုထကြွလာမှာအုံကြွလာမှာအရန်ကြောက်တယ်တနက်ကင်လာတဲ့လူတွေထက်လူထုအုံကြွမှာကြောက်တယ်ငါရှုံကျွန်တော်ပြောတာရှုံလူထုအုံကြွားမှုဟာအနှုတ်မျိုးပုံးတဲ့ပြင်းတယ်မင်းအောင်လှိုင်ရဲ့အာဏာကိုချင်းချောက်နိုင်တယ်လူထုအုံကြွားမှုဟာမင်းအောင်လှိုင်ရဲ့ဖြစ်တည်မှုအားလုံးကိုရိုက်ချိုးဖျက်ဆီးနိုင်တယ်အဲ့မှာတကားပေါ်အချိုဆင့်အချိုပေါ်တကားဆင့်လူထုကအုံကြွားဒီဘက်ကလက်နက်ကင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုင်းသားတပ်တွေကဝင်တိုက်စီရေးနိုင်ငံရေးပေါင်းဆက်နိုင်ရင်ပွဲပြတ်တယ်အဲ့မှာနှစ်ချက်နောက်တစ်ချက်ကတော်လန်ဝင်ယူနှစ်ရက်တိုင်းသားတော်လှန်ရေးတပ်ပေါင်းစုတွေရဲ့တသွေးတန်တမိတ်ဗမာတပ်ပေါင်းစုတွေရဲ့တသွေးတန်တမိတ်ဒီနှစ်ချက်နဲ့လူထုအုံကြွမှုစီရေးနိုင်ငံရေးအတွေ့အဆက်ပါဇက်ကပြောတော့လွယ်ပါတယ်လို့ရတော့ခက်ခဲပါလိမ့်မယ်ခက်ခဲပင်ခက်ခဲညာလောက်ကိုလောက်ကြရမှာနိုင်ချင်တာဟုတ်နိုင်ချင်လောက်ရမှာပဲမနိုင်ချင်မလောက်ကြနိုင်အဲ့တော့ဗမာအင်အားစုတွေကိုစူးစီးဖို့ဗမာစင်စားစုတွေကိုစူးစီးနိုင်ဖို့ဗမာတပ်ပေါင်းစုကြီးဖြစ်လာဖို့ကျွန်တော်ရဲ့တွေးဆချက်အရဆိုရင်လုံနိုင်ခြေအရှိဆုံးလုံပိုင်ခွင့်ရှိတယ်လို့ယူဆရဆုံးတော်လိုင်းငွေကြေးများကိုအများဆုံးရယူကင်တွယ်ထားတဲ့ NUG ဆိုတဲ့အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုဟာဗမာတပ်ပေါင်းစုကြီးနဲ့ဗမာဒေသမြေပြန့်ဒေသများတပ်မတော်တည်းဖြစ်ပေါ်လာဖို့လှုပ်ချင်တယ်ဆိုရင်လှုပ်ချင်စိတ်ရှိတယ်ဆိုရင်လှုပ်လို့ရပါတယ်ဖြစ်လဲဖြစ်ပါတယ်ဒါပေမဲ့ NUG ရဲ့အတွေးခေါ်အမှားကသူ့လက်အောက်ကိုဝင်မဝင်သူ့အမိတ်မနာခံတပြားမှမပေးဘူးချေမုံမယ်ဆိုတဲ့ဖက်စစ်တက်လို့စိတ်ကူးအတွေးခေါ်မျိုးရှိနေတာကိုလည်းကျွန်တော်တွေ့ရပါတယ်NUG ကိုစော်ကားတာမဟုတ်ပါဘူးNUG ကတချို့လူတွေလောက်တာဖြစ်ပါလိမ့်မယ်NUG ရဲ့ဖွဲ့စည်းတစ်ခုလုံးအနေနဲ့ကတော့ဒီမိုကရေစီဝါဒတို့တော်လှန်ရေးဆင်နွှဲနေတဲ့တို့ကိုကျွန်တော်တို့ကအမူဝါဒရလက်ခံယုံကြည်လို့ရတယ်တိုးတော့ NUG တွေကတချို့သောသူတွေရဲ့ဘယ်လိုပြောမလဲမိမိတစုတစ်ဖွဲ့အကျိုးစီးပွားအခြေပြုသောအတွေးခေါ်လို့ပဲပြောဒီအခြေအနေကြောင့်မြေပြန့်ဒေတာများတက်မတော်ဆိုရဲမြေပြန့်ဒေတာများတက်ပေါင်းစုကြီးဒီနေ့9နှစ်ရောက်ဖို့3လလောက်အလိုထိဖြစ်မလာသေးပါဘူးတစ်ဖက်မှာတိုင်းသားတပ်ဖွဲ့တွေအနေနဲ့လေတိုင်းသားတပ်များတိုင်းသားတော်လှန်ရေးတပ်များတပ်ပေါင်းစုဆိုတာညောက်ပိုင်းညီနောင်3ဘွဲ့ FMCC 9ဖွဲ့ဒါတွေကလည်းရင်တိုင်းသားတော်လှန်ရေးတပ်များတပ်ပေါင်းစုဆိုတာမရှိသေးပါဘူးမလုတ်ချင်လို့လားလုတ်ဖို့ဆန္ဒမရှိလို့လားစစ်တပ်ကိုပဲအဆင်ပြေသလိုပေါင်းမယ်လို့စိတ်ကူးနေကြလားတကယ်နိုင်ခြင်းစိတ်ရှိတဲ့အာရခတပ်တော်နဲ့ KIA အပါအဝင်တချို့တိုင်းသားတော်လှန်ရေးတပ်တွေကတော့တကယ်တိုက်တယ်တချို့ကြတော့လည်းတိုက်ချင်အောင်ဆောင်တယ်တချို့ကြတော့လည်းတိုက်ကိုမတိုက်ဘူးတချို့ကြတော့လည်းပေါ်တင်ပေါင်းတယ်တိုင်းသားတွေဘက်မှာလည်းဒီအခြေအနေရှိတယ်လို့မိမိပြည်နယ်မိမိဒေသစစ်ကောင်စီကင်းစင်ရေးဦးစားပေးတိုက်ပွဲဝင်မှုကိုလည်းတွေ့ရတယ်အဲ့ဒီမှာမှသင်ခန်းစာယူစရာဆိုရင် TNL ရဲ့လက်ရှိနောင်ချိုတီဘောမိုးမိတ်မိုးကုတ်တို့လက်လွတ်ရတဲ့အခြေအနေဆိုရင်အရှိကလူအများတုံးတက်သွားသလိုပဲသူတိုက်သူယူသူနေမြေသူတီချောင်သူအာနာတီဆောက်သူအုပ်ချုပ်
လူအခွန်ကောက်သူလှုပ်ချင်တာလှုပ်ပရိသဒစ်ညီရှင်ပရိသဒစ်ကဲ့သို့ပုံစံမျိုးမာမိတ်များနဲ့ဆက်ဆံရေးပိုင်းမှာလဲတလွဲတချော်တဘူတမင်း KIA နဲ့ရန်ဖြစ် SSP နဲ့ရန်ဖြစ်အောက်ခြေတပ်သားတွေချင်းချင်းမှာပြဿနာတွေများဒီအခြေအနေတွေကြောင့်တကယ်စီရေးမှာဖက်စစ်တပ်ကစစ်ထိုးလာတဲ့အချိန်မှာမဟာမိတ်တပ်မရှိဘူးတပ်ပေါင်းစုမရှိဘူးအတူတွဲတိုက်ပွဲဝင်မဲ့တိုင်းသားတော်လှန်ရေးတပ်ကောဗမာတပ်တွေကိုမရှိတဲ့အခါ TNL ဟာသူ့ရဲ့အင်အားချိန်ဆတရုတ်ရဲ့ PR ဘာညာတရကနေကြကွာစီကောင်းစဉ်မျိုးစုံနဲ့ပေးလိုက်တယ်ကွာပေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်တို့ကတရုံစားပန်းချီးမှန်းသိတင်ပါပြီနှစ်တုံးထပ်စားမလို့လားတိုင်းသားတွေနေပေါင်း80နေပေါင်း30နေပေါင်း40နေပေါင်း50ကျွန်တော်တို့ထပ်စောပြီးတော်လှန်ရေးလုပ်ခဲ့ကြတာတပ်ပေါင်းစုတင်တယ်လို့တိုင်းသားတော်လှန်ရေးတပ်တွေကရောမယူဆဘူးလားတပ်ပေါင်းစုစည်းညီညွတ်မှစစ်တပ်ကိုနိုင်မယ်လို့မယူဆဘူးလားလုံမယ်တပ်ပေါင်းစုတိဆောက်မယ်ဆိုတဲ့စိတ်ကူးတိုင်းသားကောင်းဆောင်တွေမှာရောမရှိနေဘူးလားရှိနေလားလုံလို့မရတာလားကျွန်တော်လုံးဝမရှင်းဘူးတပ်ပေါင်းစုတိုက်ရင်နိုင်မယ်ဆိုတော့သူတို့သိပြီးသားကျွန်တော်တို့လည်းပိုသိတယ်တစ်ဖက်မှာတိုင်းသားတော်လှန်ရေးတပ်ပေါင်းစုရဲ့ဥဆောင်မှုဖြစ်စီရေးဥဆောင်မှုဖြစ်ပြည်ပြဒေသများတပ်မတော်တပ်ပေါင်းစုကြီးကတိုင်းသားတော်လှန်ရေးတပ်များရဲ့စီရေးဥဆောင်မှုနောက်မှာနိုင်ငံရေးပေါင်းစပ်မှုစီရေးပေါင်းစပ်မှုတွေနဲ့ဖက်စစ်တပ်ကိုအနိုင်တိုက်လို့ရနေတယ်အဲ့နီလန်းဟာနိုင်ကိုနိုင်တယ်အဲ့လိုသာတိုက်တစ်ဖက်မှာပြည်သူကအုံကြွတခဲနဲ့လဲနေလျောင်းမြင်းဆောင်မကြံပါဝင်လာပြီးအခုနေပြီးတော့မာရဝိဇယဆိုတဲ့စမိုင်းလင်းဗုဒ္ဓရှိမှစုံမဲ့တစောင်းနိုင်ပွဲတော်တခြင်းဟာသွေးသစ္စာဖြစ်သွားလို့ရပါတယ်လူတဘာဝရနိရရာကြောက်ရတာတို့နိုင်တဲ့ဘက်ရက်မာတို့ကလူတဘာဝရဘာဖြစ်လို့ဆိုကုကေရမဲ့ဘဝမှာကိုယ်ကာကွယ်မဲ့လူမရှိတဲ့အခြေအနေမှာတော့ကိုအဆင်ပြေသလိုရက်တီရတဲ့လူတဘာဝကိုထဲ့သွင်းတက်ချက်ဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်တို့တော်လှန်ရေးတက်တွေနိုင်ရင်ဒီနေ့နိုင်ရင်ဒီနေ့ပြည်သူတခဲနဲ့ပါတယ်မနိုင်လဲပါတယ်မနိုင်လို့တော့မရဘူးဆိုတဲ့စိတ်နဲ့ပါနေကြတယ်ဒါကတော်လှန်ပြည်သူယုံကြည်ချက်ကိုဒီဇိုင်းမတ်နဲ့သွားတဲ့တော်လှန်ပြည်သူကတတ်ပေါ့ဗျာပြည်သူလူထုဆိုတော့အဲမှာလဲအလွှာပေါင်းစုံရှိတာကိုဗျာတကယ်တိုင်းပြည်ပြောင်းလဲစေခြင်းနဲ့စိတ်စေတနာအပြည့်နဲ့လုပ်တဲ့ပြည်သူလူထုရှိတယ်တော်လန်ပြည်သူလူထုရှိတယ်တချို့ကြတော့လဲပေါ့ပေါ့နေပေါ့ပေါ့စားအစင်ပြည်သူတွေနေတဲ့လူရှိတယ်တချို့ကြတော့လဲစီးပွားရေးလုပ်ငန်းများရအစင်ပြည်သူလူနေရတာတွေရှိတယ်တချို့ကတော့စစ်တပ်ကိုလုံးဝမကြိုက်ဘူးဒါပေမဲ့အစင်ပြေအောင်နေရတယ်တချို့ကြတော့လုံးဝမကြိုက်လို့ဝါတော့ခိုတော်လန်နေကွာဒါမျိုးတွေသူကအပြင်းအပြော့အမာအပြော့လူရန်စားအမျိုးစုံစိတ်မျိုးစုံပတ်ဝန်းကျင်မျိုးစုံဘဝမျိုးစုံနဲ့ကျင်လည်နေရတဲ့ပြည်သူလူထုရဲ့ထွက်ပေါက်တစ်ခုတည်းသောထွက်ပေါက်ဟာတော်လိုင်းတက်တွေစစ်နိုင်ရင်ခင်ဗျားတို့အခုကြားနေတဲ့တောင်ကြီးတစောင်းနိုင်ပွဲတော်ကဆိုင်းခန့်လိုက်ရဲ့တချင်းနေရာမှာလင်းရဲ့ရောင်ဒီတချင်းဖြစ်သွားပါလိမ့်မယ်ကျွန်တော်တို့ခင်ဗျားတို့အခုကြားနေတဲ့တစောင်းနိုင်ကတစောင်းနိုင်ပွဲမာရဝီဇီကနေပြီးတော့ပွဲမှာလူလှိုင်းလုံးကြီးပေါ့အများကြီးပေါ့သူတို့ကျင်းပနေတာပေါ့အဲ့ဒီစုံနေတဲ့တချင်းတန်တွေအားလုံးအဆိုတော်တွေအားလုံးကသွေးသစ္စာကိုဆိုလာပါလိမ့်မယ်ဆိုတော့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော့အကယ်၍ရွေးကောက်ပွဲကိုရပ်တန့်မယ်လက်မခံဘူးဆိုရင်စစ်ပွဲကိုစတင်တဲ့အချိန်မှာရွေးကောက်ပွဲလှုပ်ဖြစ်အောင်ထိုင်ဆောင်ပေးလို့မရပါဘူးအခုတည်းကရွေးကောက်ပွဲလှုပ်မယ်ဆိုတဲ့လှုပ်နိုင်မယ်ဆိုတဲ့အချက်လက်တွေနေရာတွေအခင်းကျင်းနေမှတည်းများတရဇက်ရိုက်ချိုးဖြက်စီရပ်တန့်ပြရမယ်အချိန်ပြောချင်တာကတော့ရွေးကောက်ပွဲကိုတကယ်ရပ်တန့်ဖို့ NUG ကကြီးရွယ်ချက်ရှိတယ်စဉ်းစားတယ်တိုက်ပွဲဝင်မယ်စစ်ပွဲကိုစတင်မယ်ဆိုရင်တော့ဒီကာလကနောက်တော့ကြာနေပါပြီ NUG ထိုးစစ်စနိုင်မယ်လို့ခင်ဗျားတို့ယူဆသလားရွေးကောက်ပွဲကိုရပ်တန့်မယ်လို့
ရက်တန့်နိုင်မယ်လို့ယူဆသလားမရက်တန့်နိုင်မယ်ရွေးကောက်ပွဲဖြစ်ရင်ရောဘာတွေဆက်ဖြစ်နိုင်လဲကောမမှာကြည့်တာပေးခဲ့ပါကျေးဇူးတင်ပါတယ်